customer ကို company profile ပို့တဲ့အခါ PDF file site အကြီးကြီးတွေနဲ့ပို့နေတော့လားဒါကိုဖုန်းနဲ့ဖွင့်မယ်ဆိုရင်စာရီသေးပုံတွေကဝါနဲ့ customer တွေကစိတ်ရှိမှာမဟုတ်ပါဘူးဆိုတော့ website လုပ်ဖို့ပတ်စံတွေပေးစရာမလိုတော့လင်းလေးယူပြီးတော့ပို့ပေးလိုက်ရုံပဲဒါဆိုရင်ဖုန်းနဲ့ကြည့်ရတာလည်းပို့ပြီးတော့အဆင်ပြေသွားပါလိမ့်မယ်အရင်ဦးဆုံးဒီ gamma.app ဆိုတဲ့ website ကိုသွားပြီးရင် generate ကိုနှိပ်ပြီးရင်ဒီနေရာမှာကျွန်တော်တို့အနည်းဆုံး presentation သို့မဟုတ် web page ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကျွန်တော်တို့အနည်းဆုံးစာမျက်နှာ10ခုပါတဲ့ဟာတနည်းအားဖြင့်တန်းကတ်ထိထုတ်လို့ရပါတယ်အဲတန်းကတ်တဲ့ကြော်သွားမယ်ဆိုရင်တော့ဒီဘက်မုံနဲ့ပတ်စံပေးပြီးတော့ဝယ်ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့10ခုဆိုလုံလောက်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ prompt လေးတစ်ခုရထည့်လိုက်ပါမယ်ဒီနေရာမှာမိတ်ဆွေတို့တစ်ခုသတိထားမှာကဒီ language ယူတဲ့နေရာမှာကျွန်တော်တို့မြန်မာ language မပါပါဘူးဆိုတော့ကျွန်တော်တို့ဒီ prompt မှာအရေးကြီးဆုံးကဒီနောက်ကကွင်းစားကွန်ပိတ်တဲ့ကစာတန်းလေးကအရင်အရေးကြီးပါတယ်ဒီမှာဘာရေးထားလဲဆိုတော့ဒါက outline နဲ့ content မှာဒီ Burmese language ကိုတနည်းအားဖြင့်မြန်မာ language ကိုသုံးပေးရမယ်ဆိုတော့ဒီ instruction တစ်ခုကိုဒီမှာထည့်ပေးထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ generate လုပ်ကြည့်ကြမယ်ဒီမှာကျွန်တော်တို့ဒါမြန်မာစာနဲ့ဒါဆောက်လုပ်ရေး company တစ်ခုရဲ့ profile အချင်းချုပ်ရပါပြီအနည်းဆုံးဒီမှာ outline 10ခုရှိပါလိမ့်မယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ထပ်ပြီးရွေးလို့ရပါသေးတယ်ဒီမှာကိုကဘယ်လို text content နဲ့တွားချင်တာလဲပေါ့နော်ဒီမှာထပ်ယူလို့ရပါသေးတယ်နောက်တစ်ခုကဒီ visual နေရာမှာကျွန်တော်တို့ဒီမှာရဲ့ website ကို customer တွေကိုဘယ်လိုမြင်စေချင်တာလဲပေါ့နော်ဒါကြိုက်တာယူလို့ရပါတယ်ကျွန်တော်ကတော့ဒီ anet လေးပဲယူလိုက်ပါမယ်ပြီးရင်ဒီ image source ဆိုတဲ့နေရာမှာဒီမှာ automatic ကိုပဲထားပေးပါတခြားတွေထားလို့ရပါတယ်ဒါပေမဲ့ automatic ကတော့အကောင်းဆုံးလို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိုမြန်မာလိုရပြီးသွားရင်ဒီမှာကျွန်တော်တို့တစ်ခုသတိထားမှာကတစ်ခါ generate လုပ်ရင်ကျွန်တော်တို့ကတ်10ခုအတွက်ဆိုရင်ကျွန်တော်တို့အနည်းဆုံးတုံကင်800လောက်ကုန်ပါဒါပေမဲ့တုံကင်ကကျွန်တော်တို့ free 9000ရတယ်ဆိုတော့ကိုလိုချင်တဲ့ page တစ်ခုတိစောက်ဖို့အတွက်ထိတော့လုံလောက်မယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာ generate လုပ်ကြည့်မယ်ကဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဘာကိုဖြည့်ရှင်းဖို့ကျွန်တော် gamma app ကိုသုံးပါတယ်ကိုယ်လုပ်ငန်းအကြောင်းရိုက်ထည့်လိုက်တာနဲ့ funny kind နဲ့ကတ်10ခုထွက်လာပါပြီဆိုတော့ဒီကျွန်တော်တို့ဒီ cut တစ်ခုချင်းဒီမှာကျွန်တော်တို့လိုသလိုပြန်ပြီးတော့ပြုပြင်လို့ရပါတယ်ဒီနေရာမှာကျွန်တော်တို့တစ်ချက်သတိထားမှာကကျွန်တော်တို့အကယ်၍ဒီနေရာမှာမြန်မာစာတွေမပေါ်ဘဲနဲ့အင်္ဂလိပ်စာတွေကြီးပဲပေါ်နေမယ်ဆိုရင်ကျွန်တော်တို့ပြင်လို့ရပါတယ်ဘယ်လိုပြင်မလဲဆိုတော့ကျွန်တော်တို့ဒီမှာ agent mode ကိုခေါ်လိုက်ပါမယ်ဒီ agent mode လေးကိုခေါ်ပြီးသွားရင်ဒီနေရာမှာမြန်မာလိုရေးပေးပါဆိုတဲ့ prompt ကိုရိုက်ထည့်ရပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီနေရာမှာအကုန်လုံးမြန်မာလိုပြန်ပြီးတော့ပေါ်လာပါလိမ့်မယ်ဒီမှာကတော့ကျွန်တော်တို့တစ်ခါတည်းမြန်မာလိုရေးပေးတာဆိုတော့ထပ်ပြီးတော့ပြင်ရမလို့တော့ပေါ့ဗျာနောက်တစ်ခုအနေနဲ့ကဒါမိတ်ဆွေတို့လုပ်ငန်းတွေဒီထဲမှာကိုမလိုချင်တဲ့အပိုင်းတွေနောက်တစ်ခုကိုထပ်ဖြစ်ချင်တဲ့အပိုင်းတွေရှိတယ်ဆိုရင်လည်းဒီမှာဒီဘက်ကအပိုင်းမှာကျွန်တော်တို့ဒါစိတ်ကြိုက်ပြန်ပြီးတော့ထည့်လို့ရပါတယ်နောက်ဆုံးတစ်ခုအရေးကြီးတာတစ်ခုကတော့ကျွန်တော်တို့ဒါကိုကိုကအရင်ဆုံးပြီးသွားပြီဆိုရင်တော့ကိုလိုချင်တဲ့ web page ဒါမှမဟုတ် presentation တစ်ခုရပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာ share ကလေးကိုနှိပ်ပြီးတော့ဒီ public to site ဆိုတဲ့ဟာလေးနှိပ်လိုက်ရင်ကျွန်တော်တို့ကဒီ convert to site ကိုနှိပ်မယ်နှိပ်ပြီးတော့ရင်ဒီ public လေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့ရဲ့ website လေးလေးဒီမှာအဆင်ပြေဖြစ်သွားပါပြီလုပ်ငန်းနဲ့ပတ်သက်တဲ့ design ဓာတ်ပုံစာသားအကုန်လုံးပါတဲ့ mini website တစ်ခုချက်ချင်းထွက်လာပါတယ်ဒီလိုလေးကိုသုံးကြည့်ပါအဆင်ပြေမယ်လို့ယုံကြည်ပါတယ်comment မှာတစ်ခုခုမှန်းခဲ့ပါဦး